အောင်ဆုံးနေနဲ့တဲ့တနစ်တာအတွင်းမှာတဲ့ကိုအမြဲတမ်း sporting ပေးပြီးတော့တဲ့နောက်ကနေအမြဲတမ်းရက်တီပေးခဲ့ကြတဲ့တဲ့ fan တဦးတယောက်ချင်းစီကိုဒီနေရာကနေပြီးတော့အဆောင်မိုးစာနဲ့ရှစ်ခုကြော်လိုက်ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့တဲ့ပွဲစဉ်တစ်လျှောက်မှာဒီနားနေပြီးတော့အမြဲတမ်းတဲ့ဘေးနားမှာရှိနေပေးတယ် sporting ပေးတယ်အဖေလိုအကိုလိုတငယ်ချင်းတယောက်လိုအမြဲတမ်းရှိနေပေးတဲ့